ဒီနေ့ကတော့ကျွန်တော်တို့ဖန်အောင်သွားမှာဖြစ်ပါတယ်အခုလောလောဆယ်ကျွန်တော်ဒီဒါမြောက်တကုံပေါ့နော်မြောက်တကုံကျွန်တော်ဒီဟာပေါ့ဒီနိုင်ကူညီမှုတင်တာကျွန်တော်ရွှေပလင်ဆိုင်ရနေပြီးတော့ဒါမနက်စာစားပြီးတော့ကျွန်တော်စထွက်မှာဖြစ်ပါတယ်အခုကကျွန်တော်ဒီမောင်းအားမဲ့အချိန်က9နာရီလောက်မောင်းအောင်မယ်လို့ပြောတယ်ကီလိုမီတာ281ကီလိုမီတာမောင်းအောင်မယ်အားကတော့အခုညအားသွင်းတာ 100% ပေါ့နော်ကျွန်တော်ဒီ air con ဖွင့်ထားတာကိုကျွန်တော် diesel 4နဲ့ကို900ကီလိုမီတာရမယ်ဆိုတော့ဒါကျွန်တော်လုံးဝအားမသွင်းတော့ဘူးကျွန်တော်ဒီကျွန်တော်ဖန်ဇွဲကပင်ဟိုတယ်တီကိုကျွန်တော်တန်းမောင်းမှာဖြစ်ပါတယ်အခုကတော့ကျွန်တော်ဒါမနက်ဘယ်နာရီလဲအခု6:50ပေါ့နော်မနက်9နာရီပေါ့9နာရီကကျွန်တော်စောင့်ထားမှာဖြစ်ပါတယ်ဒါလေးကတော့ကျွန်တော်ဘေဘီလေးနဲ့ဘေဘီကြီးနဲ့ဖြစ်ပါတယ်မိမိ hi hi let's go သွားမယ်အခုကျွန်တော်တို့ပဲခူးကိုရောက်ပါပြီပဲခူးကိုပဲခူးတိုးဂိတ်ပေါ့နော်ပဲခူးတိုးဂိတ်ကိုရောက်တဲ့အချိန်မှာဘက်ထရီအားက80ခွန်ကျန်သေးတယ်ပေါ့နော်80ခွန်တော့ဒါ73%ကုန်တယ်ကျွန်တော်ဒီမောင်းရမယ့်ကီလိုကကီလို213ကီလိုမီတာမောင်းအောင်မယ်ပဲခူးတိုးဂိတ်ကိုရောက်ပါပြီကျွန်တော်ကအမြန်လန့်မသွားဘူးပေါ့နော်အမြန်လန့်မသွားဘူးကျွန်တော်မြောက်တကုံမှာနေတာဆိုတော့မြောက်တကုံကနေပြီးတော့ကျွန်တော်တို့ဒီအမှတ်1လမ်းနေပြီးတော့ကျွန်တော်တို့ဒီဟောပေါ့နော်အမှတ်1လမ်းနေပြီးတော့ပဲခူးတိုင်းပဲခူးကိုလာတယ်ပဲခူးကနေပြီးတော့အခုဒါဖျားကြီးလမ်းဆုံးရောက်ပြီပေါ့နော်ဒါရှေ့ဆိုဖျားကြီးလမ်းဆုံးပေါ့ဖျားကြီးကနေပြီးတော့ကျွန်တော်တို့ညာကိုကွေ့ပြီးတော့တော့ဖန်အောင်ဆက်သွားမှာပေါ့နော်ဖန်အောင်ဆက်သွားမှာဆိုတော့အဓိကတော့ကျွန်တော်ဒီဟောပေါ့နော် EV နဲ့ကိုကျွန်တော်ဒီဖန်အဓိကတော့ကျွန်တော်ကတော့ဒါ EV နဲ့ခီးသွားနေကြပါတော့ခီးသွားနေကြကျွန်တော်ဒီပကံတို့ဘာလို့လဲသွားဘူးတယ်တောင်ကြီးလေးတွေလည်းသွားဘူးတယ်ဆိုတော့ကျွန်တော်ကဒါ EV ရဲ့ကိုကားကဘလောက်အားစားတယ်ဘယ်လိုမျိုးမောင်းလို့ရတယ်ဆိုတော့ထားတော့ကျွန်တော်တော့တော်တော်နဲ့နေပြီပေါ့နော်ကျွန်တော်ဒါရန်ကုန်ကနေပြီးတော့ကျွန်တော်ဒီဟောပေါ့နော်ဖျားကြီးထီကိုဒါ18%ကုန်တယ်ပေါ့နော်ဆိုတော့82ကနေပြီးတော့ကျွန်တော်ဒါနောက်ထပ်186ကီလိုမီတာမောင်းအောင်မယ်ကျွန်တော်မောင်းလို့ရတဲ့ဟာက404ကီလိုမီတာတော့မောင်းလို့ရသေးတယ်တခုဒီမှာပြောချင်တာကကျွန်တော် visa 4ကပေါ့နော်ကျွန်တော်တခြားကားတွေကတော့ကျွန်တော်သိသလောက်ပေါ့နော်ကျွန်တော်သိသလောက်ဥပမာ BYD တို့တခြားဟိုဟာတွေကပေါ့နော်ဟိုသူ့ရဲ့ range ပြတာကအဲ့လို highway မောင်းတဲ့ခါကျလို့ရှိရင်ကွာတယ်သူကဒါ visa 4ကကျွန်တော်အနည်းဆက်ဆုံးတူတယ်ပြီးတော့ကျွန်တော်ဒီကားဆိုလို့ရှိရင်ကျွန်တော်ကဟိုနည်းနည်းဟိုကစ်တောင်းနေနေတာများတယ်ပေါ့နော်ဟိုလုံးဝဟိုမြို့ထဲမှာလည်းဒီတိုင်းပဲဟိုပြောလို့ရှိရင်ချက်တော့လီဗာနဲ့ကျန်းတယ်လီဗာနဲ့ကျန်းတော့ကားကဒီ visa 4ဆိုလို့ရှိရင်ဒါပုံမှန်ဆိုလို့ရှိရင်ဒါ600နဲ့15ကီလိုမီတာ range ရတာပေါ့နော်ဒါပေမဲ့ဒါကတော့ဒါ CLDC range ပေါ့နော်ဒါပေမဲ့တကယ်ရတာကကျွန်တော်အခုဆိုလို့ရှိရင်ဒါ air con ဖွင့်ပြီးတော့မောင်းတာကိုဒါ 100% မှာဆိုလို့ရှိရင်သူက900နဲ့ခွန်ပြ900နဲ့ခွန်ပြတယ်အခုလောလောဆယ်ကိုဒါ404ဆိုတော့ဒါအနည်းဆက်ဆုံးတူတယ်ပေါ့နော်အနည်းဆက်ဆုံးတူတယ်တကယ်လဲမောင်းလို့ရတယ်ပေါ့နော်ကွာလို့ရှိရင်ကျွန်တော်တို့ဒီအများဆုံးကွာရင် 20% လောက်ပဲကွာတယ်ဆိုတော့သူကမစိုးဘူးပေါ့နော်ဟိုကျွန်တော်တို့ကဒါတကယ်မောင်းလို့ရတာနဲ့တကယ်မောင်းလို့ရတာကိုအနည်းဆက်ဆုံးပြပေးတာဆိုတော့မစိုးဘူးဒါပေမဲ့ကျွန်တော်ကတော့အဓိကတော့ visa 4ကိုစပြီးတော့ကျွန်တော်ဒါ0ကီလိုစပြီးတော့ဝယ်တဲ့ကကျွန်တော်ဒီစီကားမောင်းလို့မောင်းတာပေါ့နော်ကျွန်တော်တော့အကြမ်းမြင့်တွက်ထားကျွန်တော်မိုင်း100ကို40%ကုန်တယ်40%ကုန်တယ်ဆိုတော့မိုင်း200ဆိုလို့80%ကုန်မှာပေါ့နော်ဒါပေမဲ့တကယ်ကသူက 20% channel ဆိုကျွန်တော်ကဒါ80%ဆိုလို့80%လောက်ကုန်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့အဆင်ပြေဆိုပြီးတော့ကျွန်တော်ထွက်လာတာပေါ့နော်အိမ်ကနေပြီးတော့ကို 100% သွင်းလာတယ်လုံးဝကျွန်တော်ဒီအမြန်လမ်းပေါ်လည်းတပူးလုံးဝလည်းအားမသွင်းဘူးကျွန်တော်ဒါဖန်အန်ကဇွဲကပင်ဟိုတယ်တီကိုကျွန်တော်တိုက်ရိုက်မောင်းမှာဖြစ်ပါတယ်အခုလောဆယ်ကတော့ဒါဖျားကြီးကိုကြော်လာပြီဟိုပါပေါ့နော်ကျွန်တော်ဒီလမ်းမှာကျွန်တော်ရှူကင်းလေးတွေရောကျွန်တော်ဒီလမ်းမှာဘယ်မြို့အထိကိုဘယ်လောက်ကုန်နေဆိုတဲ့ဥစ္စာလေးကိုလည်းကျွန်တော်ဗီဒီယိုရိုက်ပြပေးပါမယ်ကျွန်တော်တို့အခုခုနကဟိုပါပေါ့နော်ဖျားကြီးကနေပြီးတော့ထွက်လာတာဖျားကြီးထွက်လာပြီအခုကကျွန်တော်တို့ဘယ်ရောက်ပြီလဲဆိုတော့စစ်တောင်းတောက်ရောက်ပြီစစ်တောင်းတောက်ရောက်တဲ့အချိန်မှာကျွန်တော်မောင်းရမယ့်ဟာက143ကီလိုမီတာကျန်သေးရယ်ဘက်ထရီကကျတော့82ကျန်သေးတယ်မောင်းလို့ရတဲ့ကီလိုမီတာကတော့354ကီလိုမီတာကျန်သေးတယ်လောလောဆယ်ကျွန်တော်ခုနဒီမှာဒီတရားကိုမြောက်ခံနေမှာနည်းကစ်တောင်းလေးနဲ့နင်းလိုက်တယ်ပေါ့နော်130လောက်နင်းလိုက်ရတာရှိရဲအခုလောလောဆယ်ကတော့ကျွန်တော်ဒါစစ်တောင်းတစ်ထောက်ရောက်ပါပြီကျွန်တော်တို့ရှေ့ဆက်ပြီးတော့တခြားနောက်တစ်မျိုးကိုရောက်လို့ရှိရင်ကျွန်တော်ထပ်ပြပြပါမယ်အခုကတော့လောလောဆယ်စစ်တောင်းတစ်ထောက်ရောက်ပြီ
ကျွန်တော်တို့ပေါ့နော်အခုကတော့ကျွန်တော်ဟိုရောက်လာပြီပေါ့နော်ကြိုက်ထိုရောက်လာပြီကြိုက်ထီယိုပေါ့နော်ကြိုက်ထီယိုရှေ့မှာကြိုက်ထီယိုလမ်းခွဲကျွန်တော်ဒါအခုဒါစိမ့်လက်တင်တို့ဘာလို့ကျွန်တော်ဒီဘာလဲ happy wall လား happy wall တော့ကျွန်တော်ကြော်လာပြီအခုရှေ့ရောက်လို့ရှိရင်ကျွန်တော်ဒါလမ်းခွဲဒီဘက်ကိုဘယ်ကိုခွဲအောင်ပေါ့နော်ဘယ်ကိုခွဲမှာအခုကြိုက်ထီယိုရောက်တဲ့အချိန်မှာကျွန်တော်တို့ဒီဘက်ထရီကကျတော့69ရာခိုင်နှုန်းကျန်တယ်SOC ကတော့60ကျန်တယ်ပေါ့နော်ကျွန်တော်မောင်းလို့ရတဲ့ကီလိုမီတာ325ကျန်တယ်ကျွန်တော်တို့ဒီကျွန်တော်ကအခုဖန်သွားမှာဆိုတော့ဖန်က120 122ပေါ့နော်122ကီလိုမီတာကျန်သေးတယ်ဒီမှာတခုပြောချင်တာကကျွန်တော်ဒီဟောပေါ့နော်visa 4နဲ့ကျွန်တော်ဒီကြိုက်ထီကိုလာခြင်းတဲ့လူတွေဆိုလို့ရှိရင်ဒီပုံစံတိုင်းဆိုလို့ရှိရင်ကျွန်တော်တို့ဒါကောင်းလောက်တယ်ပေါ့နော်100% ပြည့်အောင်သွင်းလာခဲ့100% ပြည့်အောင်သွင်းလာခဲ့ကျွန်တော်ဒီကြိုက်ထီကိုကျွန်တော်ထားပါတော့ဒါ40ကုန်နေပဲထားပါဆိုလို့ရှိရင်ကျွန်တော်တို့ဒါအသွားပြန်ကိုကျွန်တော်80ကုန်မယ်ဆိုလို့ရှိရင်ဒါ20% ကျန်သေးတယ်ဆိုတော့ကောင်းလောက်တယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီရန်ကုန်ကနေပြီးတော့ကျွန်တော်ကြိုက်ထီကို visa 4နဲ့လာခြင်းတဲ့လူတွေဆိုလို့ရှိရင်ကျွန်တော်ဒီ 100% တော့ရန်ကုန်မှာသွင်းလာခဲ့ကျွန်တော်ရန်ကုန်ပြောင်းတဲ့အထိကိုကျွန်တော်အားသွင်းကြမလို့ပါဘူးကောင်းလောက်တယ်ပေါ့နော်ကောင်းလောက်တယ်မောင်းတာကလည်းကျွန်တော်မောင်းတဲ့ speed ကလည်းအရင်နေနေကြတယ်မလို့ကျွန်တော်ဆိုလို့ရှိရင်ဒါအခု90တရားပေါ့နော်90တရား130အဲ့ဝင်းချင်းမှာမောင်းတယ်တခါတလေ120 130လောက်ထိမောင်းတယ်ပေါ့နော်အဲ့လိုမျိုးပုံမှန်စီကားမောင်းလို့ပဲမောင်းပြီးတော့ကျွန်တော်ဒီပုံမှန်မောင်းတဲ့အချိန်လောက်ပဲပေါ့နော်မောင်းလို့ရပါတယ်visa 4ကတော့ဟိုကျွန်တော်ဒီ visa 4 premium pro max ပေါ့နော်range 615ရတဲ့ကားဆိုလို့ရှိရင် 100% သွင်းထားလို့ရှိရင်ကျွန်တော်ဒီရန်ကုန်ကြိုက်ထီယိုးကိုအသွားပြန်ကိုကောင်းကောင်းလောက်ပါတယ်အခုကတော့ကျွန်တော်တို့ကဒါဖန်ကိုဆက်တော့မှရှေ့ရောက်လို့ရှိရင်ကျွန်တော်ဘယ်ကိုချိုးပြီးတော့ဆက်တော့မှဖြစ်ပါတယ်ကျွန်တော်တို့အခုဒါအခုတထုံရောက်ပြီပေါ့နော်တထုံမျိုးတွေကိုဖြတ်နေတာပေါ့နော်တထုံမျိုးတွေကိုဖြတ်နေတာအခုဒီတထုံရောက်တဲ့အချိန်မှာဘက်ထရီက90နှုန်းကျန်သေးတယ်ကျွန်တော်မောင်းရမယ့်ကျွန်တော်တို့ဒီဖန်ကျွန်တော်သွားမယ့်အထိကိုကြတော့49ကီလိုမီတာကျန်သေးရပေါ့နော်ဒါတော့ Google Map ရကျွန်တော်မောင်းလို့ရတဲ့ range ကကြတော့243ကီလိုမီတာမောင်းလို့ရသေးတယ်ဘက်ထရီကတော့90နှုန်းကျန်သေးတယ်ကျွန်တော်အခုတထုံမျိုးလေးကိုဖြတ်ပြီးတော့ကျွန်တော်ဖန်အောင်ဆက်သွားမှာဖြစ်ပါတယ်ဒါရှိမှာအဝိုင်းပေါ့နော်တထုံအဝိုင်းကိုကျွန်တော်ပတ်နေတာတထုံအဝိုင်းကနေပြီးတော့ကျွန်တော်ဒါတက်သွားရမယ်တက်သွားပြီးတော့ရှေ့လမ်း2လမ်းကျော်တော့မှကျွန်တော်ဘေဟူချိုးပြီးတော့သွားမှာနော်ဒါတထုံအဝိုင်းရွှေစာရန်စီဒီနားကိုဖြတ်နေတာပေါ့နော်ရှေ့မှာဒီမှာကျွန်တော်တို့ဖန်ကို45.5ကီလိုမီတာကျွန်တော်တို့ကဟိုတယ်ရောက်တဲ့ထိဆိုတော့ကျွန်တော်49မော်လမြိုင်ကကျတော့64.2ကီလိုမီတာမောင်းမယ်ကျွန်တော်ကိုဖန်သွားမယ်ဆိုတော့သူမြို့ဝင်ထင်ပါတယ်နော်မြို့ဝင်ဆိုလို့ရှိရင်တော့ကျွန်တော်45.5ပေါ့ဒါပေမဲ့ကျွန်တော်တဲမဲ့ဟိုတယ်ထိကိုထောက်ထားတာကျတော့49ကီလိုမီတာစမ်းမောင်းမှာဖြစ်ပါတယ်ဒါရှေ့မီးမော့ရောက်တော့ကျွန်တော်ဘယ်ချိုးပြီးတော့ဖန်အောင်သွားမှာဖြစ်ပါတယ်ကျွန်တော်ကဒါဖန်ကိုရောက်ပြီဖန်ခုနကကျွန်တော်ဒီ welcome to ဖန်ကကြော်ရတယ်ပေါ့နော်နည်းနည်းဒီလမ်းကမောင်းလို့ကောင်းတာနဲ့မောင်းနေနေ welcome to ဖန်ကိုကြော်သွားတာပေါ့အခုလောဆယ်ဒါဖန်ကတော့ရောက်ပြီပေါ့နော်ဖန်ကတော့ရောက်ပြီကျွန်တော်တို့ဒီဟိုတယ်ကိုရောက်ဖို့ကတော့12ကီလိုမီတာကျန်သေးတယ်ဒါခုန welcome to ဖန်ဆိုင်းဘုတ်ကိုကျွန်တော်တို့ကြော်လာတာပေါ့နော်ဘက်ထရီကတော့ကျွန်တော်ဒါ40ခန်းလုံးကျန်တယ်ဆိုတော့ကျွန်တော်တို့ကဒီ visa 4နဲ့လာမယ်ဆိုလို့ရှိရင်ရန်ကုန်ကနေပြီးတော့ဒီကိုကျွန်တော်60ရာခိုင်နှုန်းကုန်တယ်ပေါ့နော်60ရာခိုင်နှုန်းကုန်တယ်လို့ဒါအကြံပြသတ်မှတ်လို့ရတယ်အခုလောလောဆယ်ကျွန်တော်ဒါဟိုတယ်ကိုရောက်လို့ရှိရင်ထပ်ပြီးတော့ရိုက်ပြပါမယ်လောလောဆယ်ကဒါဖန်ကိုရောက်ပြီးဒါဖန်ရဲ့ဒါရှုခင်းတွေကိုမြင်နေရပြီပေါ့နော်အခုလောလောဆယ်ကျွန်တော်ဒီအခုကဗျာဖန်ကိုဒီကလာတဲ့ရွေချက်ကဒါမိုးရင်းပေါ့နော်မိုးရင်းမှာမိုးရွာတဲ့အချိန်မှာကားလေးမောင်းမယ်ဆိုပြီးတော့ feeling လေးလာတာပေါ့နော်ဒါပေမဲ့က
ကန်ဆိုးတာလားကန်ကောင်းတာလားတော့မသိဘူးပေါ့နော်ရန်ကုန်ကနေအခုဖန်ရောက်တဲ့ထီကိုမိုးလုံးဝတစ်စက်မှတော့မရွာဘူးလုံးဝနေပဲပူနေရမိုးနည်းနည်းအုပ်တယ်နေပူတယ်တော့မဟုတ်ဘူးပေါ့နော်အရင်ကြီးမပူရသေးဘူးသူကမိုးလေးနည်းနည်းအုပ်နေရဒါပေမဲ့တေချာတော့မိုးလုံးဝမရွာသေးဘူးအခုထီကိုကျွန်တော်ဒါရန်ကုန်ကနေပြီးတော့ထွက်လာတာကျွန်တော်ပထမဗီဒီယိုမှာပြထားသလိုပဲ9နာရီထွက်လာတာကျွန်တော်ဒါဖန်ဟိုပထမတော့သူက12နာရီကြော်မှာရောက်မယ်လို့12နာရီ5မိနစ်လောက်မှာရောက်မယ်ဆိုပြီးတော့သူကတက်မှန်းတာပေါ့နော်အခုလောလောဆယ်ကတော့ကျွန်တော်ဒါဟိုတယ်ရောက်တဲ့ထီကိုကျွန်တော်ဒါ17နာရီ45လောက်ဆိုတော့သူတို့မှန်းတာတဲ့ကိုမိနစ်20လောက်ပုံမြန်သွားတယ်ပေါ့နော်ဒါတော့အခုလောလောဆယ်ဒါဖန်ဟိုတော့ official ရောက်ပါပြီကျွန်တော်ဒီဟိုတယ်ကိုဆက်သွားနေပါတယ်ဒီမှာရှိမှာကျွန်တော်တန်လွင်တရားဖန်ဟိုရောက်ပါပြီလုံးဝဒီရာသီဥတုကဒါဖန်ဟိုလာဖို့အတွက်ကိုတော်တော်ကောင်းတဲ့ရာသီဥတုပေါ့နော်ဒီအချိန်ကဒါကျွန်တော်ဒါဇွဲခွက်ပင်မြေကိုရောက်ပါပြီဇွဲခွက်ပင်မြေမှာကြိုးစိုးပါဤကိုရောက်ပါပြီဘက်ထရီအားကတော့39ရာခိုင်နှုန်းကျန်ပါတယ်39ရာခိုင်နှုန်းကျန်ပါတယ်ပြီးတော့39ရာခိုင်နှုန်းကျန်တယ် GPS တွေကတော့ဘာတွေဖြစ်ပြီးတော့ဘယ်လိုတွေကြောင်သွားလဲမသိဘူးပေါ့နော်လောလောဆယ်ကတော့ကျွန်တော်ဒီဟိုတယ်ကိုဆက်သွားနေရယ်ဟိုတယ်က10ကီလိုမီတာကျန်သေးတယ်ဘက်ထရီကတော့39ရာခိုင်နှုန်းကျန်ပါတယ်ဘယ်ဟိုဖန်ရဲ့ကျွန်တော်ဒါအဝိုင်းဘက်ကိုရောက်ပြီဒါအဝိုင်းပတ်ပြီးတော့ကျွန်တော်တို့ဒီဘယ်ဘက်ကိုဆင်းပြီးတော့ကျွန်တော်တို့ကအခုလောလောဆယ်ကတဲမဲဟိုတယ်ကကြတော့ဇွဲကပင်ဟိုတယ်ပေါ့နော်ဇွဲကပင် resource and spa ဆိုတဲ့ဥစ္စာကိုသွားမှာဖြစ်ပါတယ်အခုကျွန်တော်အဝိုင်းပတ်ပြီးတော့အရှုဝိုင်းပတ်ပြီးတော့ကျွန်တော်ဒါသွားနေပါပြီ view ကတော့အသေးမိုက်ဟိုမှာတောင်ပေါ်မှာတိတ်ကြီးဟိုတယ်ကိုရောက်တော့မယ်ရှေ့မှာဆိုရင်ဒါဟိုတယ်ကိုရောက်ပါပြီဘက်ထရီကတော့38ရာခိုင်နှုန်းလောက်ကျန်တယ်38ရာခိုင်နှုန်းလောက်မဟုတ်38ရာခိုင်နှုန်းပေါ့နော်အတိအကျဆို38ရာခိုင်နှုန်း180ကီလိုမီတာမောင်းလို့ရသေးတယ်ဆိုတော့အခုလောဆယ်30ကြာပါပြီပေါ့30ဆိုတော့ကျွန်တော်တို့အားလုံးပေါင်းရန်ကုန်ကနေစထွက်တာနဲ့ဆိုလို့ရှိရင်အားလုံးပေါင်းဘယ်လောက်ကုန်လဲဆိုတော့83ကုန်တယ်ပေါ့နော်63 sorry 63ကုန်တယ်ပေါ့နော်63ကုန်တယ်